scholarship လျှောက်သူတွေအများဆုံးမှားတတ်ကြတဲ့ထိပ်တန်းအမှားတောင်းချက်ဒီနေ့မှာတော့ scholarship တွေအကောင်ကလျှောက်ပြီးလျှောက်တော့မြ reject ဖြစ်နေတဲ့သူတွေမှားလို့ရှိရဲ့ထိပ်တန်းအမှားတောင်းချက်ကိုမျှဝေပြီးတော့မှမို့ကိုလျှောက်တဲ့အခါမမှားမိအောင်ဆက်ကြည့်လိုက်ကြစို့နော်နံပါတ်1 research တွေချမလုပ်ဘဲမင်းနာနဲ့လျှောက်ချလိုက်ခြင်းဒီလိုလူတွေက requirements တွေ document list တွေမဖတ်ထားတော့ကိုယ်မှတည်တော့ eligibility ရှိမရှိမသိကြပဲဖြစ်တယ်လို့လုပ်တဲ့ blind apply မျိုးပါဒီလိုမျိုးရှောက်ရင်တော့ reject မှာတေးကြအောင်လိုအပ်တဲ့ criteria requirements တွေနဲ့ deadline ကိုတေချာကြည့်ပြီးပြင်ဆင်ဖို့လိုပါတယ်နော်နံပါတ်2မတေချာမေးရတဲ့ essay proposal တွေသုံးမလျှောက်ထားခြင်းကိုယ့်ရဲ့ essay က grammar errors များနေတာမျိုးကိုယ်တိုင်မရေးဘဲ AI နဲ့ရေးထားတာကိုပြန်အောင်မစစ်ထားတဲ့ copy paste version မျိုးတွေက position နဲ့မပါနေရင်ခိုင်းရတဲ့သူ boring ဖြစ်ပြီး reject နိုင်တာမို့ကိုယ့်အကိုတုံးနေပါတယ် scholarship essay ရေးတဲ့အခါမှာအမှားနေနိုင်တဲ့များနေချင်တော့ FIN ရဲ့အတန်းတိတကိုလက်အပ်လိုက်တော့နော်နောက်တစ်ချက်အနေနဲ့ scholarship တစ်ခုနဲ့တစ်ခုက goal mission vision မတူတတ်တာမို့ essay တစ်ပုဒ်ဖြေဖို့ပဲထပ်တလဲလဲပြတ်သုံးတာမျိုးလည်းရှောင်သင့်ပါတယ်နံပါတ်3 performance နဲ့ပြည့်စုံရင်နောက်ဆုံးတစ်ချက်ကတော့ပေါ်ရတာပေါ့နော် essay format ကိုမှားဆွဲလိုက်တာ final မှာ error ပါတော့တာ deadline နောက်ကျတော့တာ criteria အစုံမပါတာစသဖြင့်အပေါ်ရန်ကြည့်ရင်မဟုတ်တာလေးလို့ထင်ရတဲ့တိတိလေးတွေက reject ဖြစ်စေနိုင်ပါတယ်ဒါကြောင့်မို့ကိုယ့်ဘက်ကအမှားနေနိုင်တဲ့များနေအောင်ထပ်တလဲလက်စစ်စစ်နေဖို့အရေးကြီးပါတယ်ကဲအခုလိုမျိုး scholarship နဲ့ပတ်သက်တဲ့ info တွေကိုမျက်ခြေမပြတ်ချင်တော့ FIN page ကို follow ထားဖို့လိုတယ်နော်